အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်ရှိတဲ့နေရာလေးကတော့ Icon CN shopping mall လေးပဲဖြစ်ပါတယ်ဒီ shopping mall ကဘန်ကောက်မှာရှိတဲ့ shopping mall တွေအားလုံးထဲကကျွန်တော်အကြိုက်ဆုံး shopping mall လေးတစ်ခုဖြစ်ပါတယ်ဒီ shopping mall မှာ luxury ဆန်တဲ့ပစ္စည်းတွေ branded ပစ္စည်းတွေနောက်ပြီးတော့ electronic နဲ့ဆိုင်တဲ့ပစ္စည်းတွေနောက်ပြီးတော့ luxury ဆန်တဲ့စားသောက်ဆိုင်တွေ coffee ဆိုင်တွေအများကြီးရှိပါတယ်ဒီ shopping mall ရဲ့အောက်ဆိုထပ်မှာလည်း floating market ရှိတယ်နောက်ပြီးတော့ street food နဲ့ဆိုင်တဲ့အစားအသောက်တွေလည်းအများကြီးရရှိနိုင်ပါတယ်ခင်ဗျာဒါကတော့ shopping mall ရဲ့အပေါ်ဆုံးထပ်ကနေမြင်နေရတဲ့ view လေးပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့သူတယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါ